ကုံရာဒီဖွားမိတ်ဆွေညာအတက်2026ခုနှစ်ဖေဖော်ဝါရီလဟာအလွန်ထူးခြားတဲ့လတစ်လဖြစ်ပါတယ်။ဒီလမှာမိတ်ဆွေရဲ့ယာဒီခွန်ထဲမှာဂျိုဒီရဲ့စုဝေးမှုကြောင့်ဘဝသစ္စာတင်ခြင်းနဲ့ထူးခြားတဲ့ပြောင်းလဲမှုများကြုံရမယ့်ကာလဖြစ်ပါတယ်။စီးပွားရေးနဲ့အလုံအကိုင်ကန်တာအနေနဲ့ကတော့ဒီလမှာမိတ်ဆွေရဲ့ဒီထွန်းဖန်တီးနိုင်စွာကအထွတ်အထိပ်ရောက်နေပါလိမ့်မယ်။ idea အတွေ့အကြုံကြောင့်အထက်လူကြီးတွေရဲ့ချီးကျူးမှုကိုရရှိတတ်ပါတယ်။အလုပ်ပြောင်းခြင်းသူလုပ်ငန်းသစ်စခြင်းသူများအတွက်အလွန်ကောင်းမွန်တဲ့လဖြစ်ပါတယ်။ဒါပေမဲ့ငွေကြေးနဲ့ပတ်သက်ရင်တော့မမျှော်လင့်ထားတဲ့အသုံးစရိတ်တွေရှိလာနိုင်လို့အရန်ငွေချန်ထားဖို့လိုပါလိမ့်မယ်။အချစ်ရေးနဲ့လူမှုရေးကဏ္ဍအနေနဲ့လူမှုရေးနယ်ပယ်မှာထင်ပေါ်ကျော်ကြားနေမဲ့လပါ။မိတ်ဆွေတစ်တွေအများကြီးရလာတတ်ပါတယ်။အချစ်ရေးမှာတော့မိမိရဲ့လွတ်လပ်မှုကိုအလွန်အကျွမ်းရှေ့တန်းတင်ပြီးရဲ့ချစ်သူနဲ့စကားများရတတ်ပါတယ်။အပေးအယူမျှတဖို့လိုပါတယ်။ကျမ်းမာရေးကဏ္ဍအနေနဲ့ကတော့ခြေထောင်ခြေမျက်စိနဲ့အာယုံကြောပိုင်းဆိုင်ရာအနှဲငယ်အားနည်းတတ်ပါတယ်။အထိုင်များและအလုပ်လုပ်သူဆိုရင်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့လိုပါတယ်။ဆောင်းရအနေနဲ့ကတော့နီးပညာအသစ်များကိုလေ့လာပါ။မိတ်ဆွေဟောင်းရနဲ့ပြန်လဲဆက်သွယ်ပါ။ရှောင်းရအနေနဲ့တကူကောင်းဆန်သောဆုံးဖြတ်ချက်များရှောင်ပါလျှက်စစ်ပစ္စည်းကင်တွေရာတွင်တတိထားပါရရညင်ကန်ပွင့်စီမဲ့နီလန်းများကတော့စနေနေ့တိုင်းမှာဖျားเจ้าတော်တွင်ခရမ်းရောင်ပန်းသို့မဟုတ်ခရမ်းရောင်တစ်တီတစ်မျိုးမျိုးကတ်လိုပါလမ်းဘေးကလေဖြတ်နေသူများကိုအိမ်ကမတန်ဆွမ်းသူများကိုတတ်နိုင်သလောက်ငွေကြေးဒါမှမဟုတ်အသုံးအဆောင်ပစ္စည်းလှူဒန်းပေးပါမြစ်သားတို့ကိုညအိယာဝန်တိုင်းရွတ်ဖတ်ပါအကျိုးပေးအယောင်ကတော့ခရမ်းရောင်နဲ့နီယွန်ပြာရောင်တို့ဖြစ်ပါတယ်ဒီအယောင်တွေကသင်ရဲ့ထိုးထွင်းသိမြင်မှုကိုမြင့်တင်ပေးပါတယ်အကျိုးပေးကဏ္ဍအနေနဲ့4 8 73 22တို့ဖြစ်ပါတယ်အရေးကြီးကိစ္စရပ်တွေကိုစနေနေ့မှာလှုပ်ဆောင်ပါကုံရာသီဖွားများအတွက်အထူးအကြံပြုအနေနဲ့ကတော့မိတ်ဆွေဟာခက်ရှိပြီးဘူးတအောက်ထက်တဲ့အတွက်တခြားသူတွေနားမလည်နိုင်တဲ့အကြံဉာဏ်တွေရှိနေပါလိမ့်မယ်အဲ့ဒီအကြံဉာဏ်တွေကိုလက်တွေ့အကောင့်ထဲပေါ်ဖို့ဒီလကအကောင်းဆုံးပါတယ်အစားအစာအရာရာအစင်ပြေလို့ကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာပါစေလို့စန္ဒပြုလိုက်ပါတယ်နော်